တကက်တည်းနဲ့စမ်းလာတာပါခင်ဗျာနော်အခုဒီမှာမြင်တဲ့အတိုင်းဒီကက်လေးတကက်ပါပဲခင်ဗျာနော်ဒီဘလူးရူးကက်ကလေးကတကက်ကို9500တန်ကက်ကလေးပါခင်ဗျာနော်အတန်ဘလောက်စားတယ်ဆိုတာလေးကိုလက်တွေ့စမ်းပြပေးပါမယ်နော်ဒီကောင်လေးကိုဒါလေးနဲ့တခါလေးလက်တွေ့စမ်းပြပေးပါမယ်ဗတိတွေအများကြီးမလိုပါဘူးဗတိတစ်လုံးနဲ့အလုံးလုံးပါတယ်ခင်ဗျာ5ဖို့လေးဖြစ်လို့နော်5ဖို့လေးမလို့ပါအဲ့တော့အတန်ဘလောက်စားတယ်ဆိုတာကိုလက်တွေ့ကြည့်ကြပါမယ်သူ့မှာတော့ပါမဲ့ပစ္စည်းကဒီလိုအစိမ်းလေးတကက်ရဲ့ပြီးလို့ရှိရင်သူနဲ့တွဲသုံးမဲ့ကျိုးလေး3ချောင်းရဲ့ပါနော်ဒီလိုမျိုးပါမှာပါဒါလေးကို9500ကျွန်တော်လက်တွေ့စမ်းပြပါမယ်ကျိုး join မုံ join နီးလေးပါတခါလေးပြပြီးမှာမယ်ခင်ဗျာနော်ဒီမှာကျိုးကတော့3ချောင်းပါတယ်ခင်ဗျာကျွန်တော်ကတော့လောလောဆယ်ဘောက်ကတစ်လုံးနဲ့ join ပါဆိုတော့ကျွန်တော်ဘောက်တစ်လုံးပိုးပဲပေါ့နော်ဒီဘက်မှာအားလေးပဲကျိုး join လာပါတယ်ခင်ဗျာဒီအနီလေးကတော့ဗတီကျိုးတူကလာလေးနဲ့တူလာတယ်ခင်ဗျာနော်ဒီကတော့ဗတီကျိုးဆိုတော့ကျွန်တော်ဒီမှာဗတီ slot 1 slot ခွက်ထဲမှာဗတီတစ်လုံးထည့်ပြီးတော့ဒီမှာအပေါင်းကျိုးလေးကတော့ပူပြီးပြီဒါလေးကတော့စောင်းပေါက်ကျိုးလေးခင်ဗျာနော်အဖြူလေးကစောင်းပေါက်ကျိုးနှလုံးတွဲလို့ရပါတယ်ခင်ဗျာနော်နှလုံးတွဲလို့ရပါတယ်ဝက်နဲ့တော့ကျွန်တော်မပြောပြတော့လက်မနဲ့ပဲပြောပြလိုက်မယ်ဒါအခုကျွန်တော်စမ်းမဲ့ပေါက်တို့ဒါ6လက်မပေါက်ကြီးပါခင်ဗျာနော်ဒါ6လက်မပေါက်ပါအခုတွဲထားပေးတာကတော့ဒီမှာပါအနီနဲ့လေးနှစ်စတွဲပေးထားတယ်နော်အဲ့ဒီမှာကျွန်တော်ပြပေးမှာခင်ဗျာထိလိုက်တာနဲ့နော်လင်းတာနော်အဲ့တော့အရန်ကြီးရှုပ်ထွေးနေတာမလို့အတန်မှာတစ်ခါလေးစမ်းမိမယ်ခင်ဗျာအခုကျွန်တော် join ပြီးတော့ကျွန်တော်ဖုန်းနဲ့တစ်ခါလေးချိန်မိမယ်သူ့ရဲ့ name ကကြတော့ဒီမှာပါ HAZY audio เนาะ HAZY audio လေးနဲ့တက်တယ်အဲ့တော့ကျွန်တော်တချင်းတစ်ခါတည်းဖွင့်ပြပြမှာခင်ဗျာเนาะအတန်ဘယ်လောက်ထိကျယ်နိုင်မလဲပေါ့เนาะသူကတော့5ဖို့ဖြစ်တဲ့အတွက်အတန်တော့တိုးမယ်လို့ကျွန်တော်ထင်တယ်ဒီကက်လေးတကက်တည်းနဲ့စမ်းလာတာပါခင်ဗျာနော်အခုဒီမှာမြင်တဲ့အတိုင်းဒီကက်လေးတကက်ပါပဲခင်ဗျာနော်ဒီကောင်လေးကနေလည်းအတိုးလျှော်လို့ရပါတယ်ခင်ဗျာမှန်နော်မှန်ပါအဲ့ဒါကျွန်တော်လှည့်လိုက်တာနော်ဖြည်းဖြည်းချင်းတိုးသွားပါတယ်အမေသူ့ကိုကျွေးရတဲ့ဘိုးကလည်း3/7ဘိုးတစ်လုံးနဲ့ပါခင်ဗျာနော်ဒီကက်လေးတကက်တည်းနဲ့အလုံးလုံးလို့ရတယ်အတန်လေးလည်းမစိုးဘူးခင်ဗျာနော်